ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲသုံးနေတဲ့လျှက်စစ်မှာ AC နဲ့ DC ဆိုပြီးမျိုးရှိတာအားလုံးသိကြမှာပါဒါပေမဲ့သူတို့တကယ်တမ်းဘယ်လိုကွာခြားလဲဆိုတာသိချင်ရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်လိုက်အောင်အရင်ဆုံး polarity အကြောင်းသိရပါမယ်ရေကမြင့်ရာကနေနှင့်ရာစီးတယ်လို့မယ်လျှက်စစ်မှာလည်း potential difference ဘိုးအားကွာခြားချက်ရှိမှစီးစင်းတာပါဒါကို plus နဲ့ minus ဆိုပြီး polarity ထပ်မှတ်ပါလေ AC alternating current ဆိုတာကတော့ဒီ polarity တွေကအချိန်နဲ့အမျှပြောင်းလဲနေတာပါသူက0ကနေအမြင့်ဆုံးတက်ပြီးရင် negative ဘက်ကိုပြန်ဆင်းပြီးမှ0ကိုပြန်လာတာပါဒီလိုတစ်ဖက်ပြေးတာကို one cycle လို့ခေါ်ပါတယ်မြန်မာနိုင်ငံမှာသုံးတဲ့50 Hz ဆိုတာကတစ်စက္ကန့်မှာဒီလိုစဝင်း50တောင်ဖြစ်သွားတာပါ DC direct current ကတော့ polarity ကအမြဲတည်ငြိမ်ပါတယ်ဘက်ထရီတစ်လုံးလိုမျိုးလမ်းကြောင်းတစ်ခုတည်းကိုပဲအချိန်နဲ့အမျှတဲ့စီးဆင်းနေတာပါစိတ်ဝင်စားစရာတစ်ခုကကျွန်တော်တို့အိမ်ကမီးသီးတွေဟာ0 volt ကိုတစ်စက္ကန့်မှာအချိန်တရားဖြတ်သွားတာမို့တကယ်တော့တစ်ဖြတ်ဖြတ်နဲ့မိတ်နေတာပါဒါပေမဲ့အချိန်ကြီးအယမ်းမြန်လွန်းလို့မျက်စိကမတီးလိုက်တာပါအခုတော့အိမ်မှာမီးက24နာရီပြတ်နေပါတယ်အဆုံးထိကြည့်ပေးလို့ကြည့်စပါဗျာ